BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖွယ်အစီအစဉ်တွေကို bbcburmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာပါရှင်။ နိုဝင်ဘာလ21ရက်တောက်ကြညပိုင်းအစီအစဉ်ကို BBC ဝိုင်းတော်သားတွေနဲ့အတူကျမတီတာတွေကတင်ဆက်ပေးမှာပါ။မြောက်ရီမြို့နယ်တွေကကြားဖြန့်ငွေလိမ်ကိုင်းတွေရှိနေတဲ့ KK Park ကိုစစ်တပ်ကဝင်ရောက်စီးနင်းဖျက်ဆီးခဲ့ပေမဲ့ရွှေကုတ်ကိုမြို့သစ်မှာတော့လူတွေကိုလိုက်လံဖမ်းဆီးတာတွေလောက်ပဲလုပ်ခဲ့တာနဲ့ပတ်သက်လို့ဒီပတ်ကတော့အဲ့ဒီညာရန်နဲ့စိတ်စားကအင်းငလောက်ထားတဲ့ဆိုလို့လည်းစားချောက်တဲ့ပုံစံမျိုးဆိုတာဖြစ်နိုင်တယ်ပေါ့နော်။သူကကြတော့လေသူက BGF ဖြစ်နေတဲ့ခါကျတော့သူကအဆောက်အဦမဖြစ်လာတော့အဲ့လိုမျိုးတော့ထင်တာပေါ့။ဒီအကြောင်းပါဝင်မြန်မာသတင်းတွေနဲ့တူယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအမေရိကန်ရဲ့အဆိုပြုချက်မူကြမ်းကိုအမြန်ဆုံးလက်ခံဖို့ယူကရိန်းကိုရုရှားကတိုက်တွန်းလိုက်တဲ့အကြောင်းပါဝင်နောက်ဆုံးရကမ္ဘာသတင်းမြန်မာသတင်းတွေတင်ဆက်ပေးမှာပါရှင်။ယူကရိန်းစစ်ပွဲအမြန်ဆုံးအဆုံးသတ်နိုင်မဲ့သဘောတူချက်တစ်ခုမရဘူးဆိုရင်ယူကရိန်းအနေနဲ့စစ်မြေပြင်ပေါ်ကနောက်ထပ်ပိုင်တဲ့နယ်မြေတွေလက်လွတ်ဆုံးရှုံးရလိမ့်မယ်လို့ရုရှားကသတိပေးပြောကြားလိုက်ပါတယ်။ကြာသပတေးနေ့တုန်းကအမေရိကန်ကငြိမ်းချမ်းရေးအဆိုပြုချက်မူကြမ်းတစ်ခုကိုယူကရိန်းသမ္မတဇလန်စကီလက်ထဲပေးအပ်ခဲ့ပါတယ်။အဲ့ဒီအဆိုပြုချက်မူကြမ်းဟာပိုင်တဲ့နယ်မြေတွေလက်လွတ်ပေးဖို့လို့ရုရှားရဲ့တောင်းဆိုချက်အတော်များများကိုထင်ဟပ်ဖော်ပြနေတယ်လို့သတင်းတွေကဆိုပါတယ်။ရုရှားအစိုးရပြောခွင့်ရသူDmitry Peskov ကတော့ဒီအဆိုပြုချက်မူကြမ်းကိုသူတရားဝင်လက်ခံမရသေးဘူးလို့ပြောပါတယ်။ရုရှားစစ်တပ်တွေရှေ့တိုးထိုးစစ်ဆင်နေမှုကြောင့်မစ္စတာဇလန်စကီအနေနဲ့ညှိနှိုင်းမှုမှာအသာစီးအနေထားသိမ့်မရှိဘူးလို့သတင်းတောက်တွေကိုသူကပြောသွားပါတယ်။ယူကရိန်းကဒီအဆိုပြုချက်နဲ့ပတ်သက်လို့ညှိနှိုင်းဆွေးနွေးဖို့အသင့်ရှိကြောင်းဒါပေမဲ့ကျူးကျော်တိုက်ခိုက်လာတဲ့တပ်ဖွဲ့တစ်ဖွဲ့ကိုပိုင်နဲ့နေမြေဆွန့်လွတ်ပေးရမယ်ဆိုတဲ့အကြံပြုချက်ကိုတော့လက်မခံပဲပယ်ချခဲ့ပါတယ်ရှင်။အမေရိကန်ကြားဝင်စစ်ဆက်ခဲ့တဲ့အစ္စရေးနဲ့ဟာမတ်စ်အကြားအပြစ်ရဲ့သဘောတူချက်စအသက်ဝင်ခဲ့တဲ့ပြီးခဲ့တဲ့လကတည်းကစလို့ဂါဇာဒေသမှာစစ်ပွဲနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဖြစ်ရပ်တွေအတွင်းကလေးငယ်ပေါင်း80နီးပါးသေဆုံးခဲ့တယ်လို့ UNICEF ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ကပြောပါတယ်။ကလေးသေဆုံးမှုနှုန်းဟာတစ်နေ့ကိုပြတ်မြ2ဦးနီးပါးရှိနေတယ်လို့ UNICEF ပြောခွင့်ရသူကပြောပါတယ်။နောက်ထပ်ကလေးငယ်ဒါဇင်ပေါင်းများစွာလည်းဒဏ်ရာရခဲ့ကြတယ်လို့ဆိုပါတယ်။ဂါဇာဒေသရဲ့တဝက်အလယ်ပိုင်းကနေအခုလက်ရှိတပ်ဆွဲထားတဲ့နေရာစီအစ္စရေးတပ်ဖွဲ့တွေဆုတ်ခွာသွားခဲ့ကြပါတယ်။ဟာမတ်စ်လက်နက်ကိုင်တွေပြစ်ခတ်မှုတွေလုပ်နေတယ်ဆိုတဲ့နေရာတွေစီအစ္စရေးတပ်ဖွဲ့တွေကပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုအများအပြားလုပ်ခဲ့ကြပါတယ်ရှင်။ ICRC နိုင်ငံတကာကြက်ချင်နီအဖွဲ့ကအလှရှင်တွေရဲ့လှူဒန်းငွေတွေလျော့ကျလာတာနဲ့အညီဖြည့်ရှင်းဆောင်ရွက်နိုင်အောင်ကြိုးစားတဲ့အနေနဲ့လာမယ့်နှစ်မှာဘတ်ဂျက်အသုံးစရိတ်ကို9ပုံတစ်ပုံနီးပါးလျှော့ချမယ်လို့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အချိန်ပြည့်ဝန်ထမ်း3000နီးပါးလျှော့ချမှာဖြစ်ပြီးဒါဟာကမ္ဘာတဝန်းကဝန်ထမ်းစုစုပေါင်းရဲ့15%ဖြစ်ပါတယ်။ ICRC ဥက္ကဋ္ဌရဲ့ထုတ်ပြန်ချက်ထဲမှာငွေကြေးဆိုင်ရာလက်တွေ့အခြေအနေကြောင့် ICRC အဖွဲ့ကြီးအနေနဲ့အရေးပါတဲ့လူသားချင်းစာနာတဲ့အကူအညီတွေဆက်ပေးနိုင်ဖို့ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေမချခြင်းပဲချခဲ့ရတယ်လို့ပြောပါတယ်ရှင်။နိုင်ဂျီးရီးယားနိုင်ငံနီဂျဲပြည်နယ်မှာကက်သလစ်ခရစ်ယာန်စာသင်ကျောင်းတစ်ကျောင်းကနေအရေးအတွက်အတိအကျမသိရတဲ့ကျောင်းသားတွေကိုတနက်သမားတွေပြန်ပေးဆွဲဖမ်းဆီးသွားတယ်လို့အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။သတင်းတချို့ကတော့ကျောင်းသားတွေနဲ့ကျောင်းဝန်ထမ်း100နီးပါးလောက်ပြန်ပေးဆွဲခံခဲ့ရတယ်လို့ဆိုပါတယ်။ဒါဟာနိုင်ဂျီးရီးယားနိုင်ငံမှာသတင်းတစ်ပတ်အတွင်းတတိယအကြိမ်မြောက်လူအစုလိုက်ပြုံလိုက်ပြန်ပေးဆွဲခံရတာဖြစ်ပါတယ်။အင်္ဂါနေ့တုန်းကကာဝါရာပြည်နယ်ကဖျားကျောင်းတစ်ကျောင်းကနေဖျားဝတ်ပြုနေသူ38ဦးကိုပြန်ပေးဆွဲသွားခဲ့သူတွေကတစားကန်တဦးချင်းစီအတွက်ဒေါ်လာ69,000ပေးမှပြန်လွှတ်ပေးမယ်ဆိုပြီးတောင်းထားတယ်လို့သတင်းတွေရသိရပါတယ်။တင်းလာနေ့ကကက်ဘီပြည်နယ်ကအစိုးရကျောင်းတစ်ကျောင်းကနေပြန်ပေးဆွဲခံခဲ့ရတဲ့မိန်းကလေးငယ်20ကျော်ကိုစစ်တပ်ကအခုချိန်ထိလိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။လက်တလောနှစ်ပိုင်းတွေအတွင်းနိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာကျောင်းသားတွေဆရာဆရာမတွေနဲ့ဖျားကျောင်းမှာလာဝတ်ပြုသူတွေကိုပြန်ပေးသမားတွေကပြစ်မှတ်ထားပြန်ပေးဆွဲနေတာဖြစ်ပါတယ်ရှင်။ဂျပန်နိုင်ငံမှာဒေါ်လာဘီလီယံ130ကျော်တန်စီးပွားရေးစီမံကိန်းတစ်ခုကိုကက်ဘိနက်ဝန်ကြီးဖွဲ့ကအတည်ပြုလိုက်ပါတယ်။ဒါဟာဝန်ကြီးချုပ်သစ်ဆာနာအဲတာကိုက်ချီယာဒူးစယူခဲ့ကလေးကရေးပါတဲ့ပထမဆုံး policy အစီအစဉ်ဖြစ်ပြီး
ဒါဟာ COVID-19 ကပ်ဘေးကာလပြီးကလေးကအကြီးမားဆုံးအသုံးစရိတ်စီမံကိန်းဖြစ်ပါတယ်။ဒီစီမံကိန်းဟာအိမ်အောင်စုတွေနဲ့ကုမ္ပဏီတွေကိုအကူအညီပေးဖို့ရည်ရွယ်တာဖြစ်ပြီးစွမ်းအင်ဆိုင်ရာထောက်ပံ့ကြေးပေးတာမျိုးအခွန်ငွေလျှော့ချတာမျိုးတွေပါဝင်ပါတယ်။ဂျပန်နိုင်ငံမှာဈေးနှုန်းတွေကြီးမြင့်လာနေမှုအပေါ်လူထုကစိုးရိမ်မှုတွေတိုးလာနေချိန်မှာပဲမစ္စတာကိုက်ချီကငွေကြေးဖောင်းပွားမှုပြဿနာကိုဖြေရှင်းတိုက်ဖျက်ပေးမယ်ဆိုတဲ့ကတိနဲ့ပြီးခဲ့တဲ့လကဝန်ကြီးချုပ်ယာဒူရလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီစီမံကိန်းကြောင့်ဂျပန်နိုင်ငံမှာငကိုကလေးကတင်ရှိနေတဲ့ကြီးမားတဲ့ချီးငွေတွေပိုတိုးလာမှအပေါ်စိုးရိမ်မှုတွေထွက်ပေါ်လာစေခဲ့ပါတယ်။ဒီစီမံကိန်းအတူပြုလိုက်တဲ့ရလဒ်အဖြစ်အမေရိကန်ဒေါ်လာနဲ့ရှင်ဂျပန်ယန်တန်ဖိုးငွေကျဆင်းသွားခဲ့ပါတယ်ရှင်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်းမှာတောက်ချနေစောပိုင်းကပြင်းအား 9.5 ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရမှာအနည်းဆုံးလူ3ဦးသေဆုံးခဲ့ပါတယ်။လူ100လောက်လည်းဒဏ်ရာရခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရကပြောပါတယ်။တက္ကာမြို့တော်ကနေကီလိုမီတာ30အကွာနားကဗဟိုပြုပြီးငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။တက္ကာမြို့မှာရောဘင်္ဂလားဒေ့ရှ်နဲ့ကပ်ရဲ့အိန္ဒိယနိုင်ငံအရှေ့ပိုင်းနယ်စပ်ပြည်နယ်တွေမှာပါငလျင်ရဲ့တုန်ခါမှုတံကိုခန်းစားခဲ့ရပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုMizima TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။သောတာရှင်များရှင်မြဝတီမြို့နယ်တွေကကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းတွေရှိနေတဲ့ KK Park ကိုစစ်တပ်ကဝင်စီးပြီးတဲ့နောက်ရွှေကုတ်ကိုမြို့သက်မှာလည်းကြားဖြန့်နှိမ်နင်းရေးတွေနိုဝင်ဘာလ18ရက်ကစလို့လှုပ်ဆောင်နေပါတယ်။ဒါပေမဲ့ရွှေကုတ်ကိုမြို့သက်မှာတော့ KK Park တုံးကလို့အဆောက်အုံတွေကိုဖောက်ခွဲရှင်းလင်းတာမျိုးမလုပ်ဘဲပစ္စည်းတွေကိုသိမ်းပြီးလူတွေကိုလိုက်လံဖမ်းဆီးတာတွေလောက်ကိုပဲပြုလုပ်နေတာဘာကြောင့်ပါလဲ။ဒီအကြောင်းကိုဝေဖြိုးကပြောပြမှာပါ။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်ကူမြို့သစ်စီမံကိန်းတွေကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုဝင်ရောက်ရှင်းလင်းတာမှာနိုဝင်ဘာ18ရက်ကနေ3ရက်အတွင်းနိုင်ငံသား1016ယောက်ဖမ်းဆီးရရှိခဲ့တယ်လို့စစ်တပ်ကထုတ်ပြန်ပါတယ်။ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေရဲ့ဗဟိုချက်နေရာတစ်ခုဖြစ်တဲ့ KK Park ကိုမကြသေးခင်ကရှင်းလင်းမှုတွေပြုလုပ်ပြီးနောက်ပိုင်းပိတ်မဝေးတဲ့ရွှေကုတ်ကူမြို့သစ်မှာကြားဖြန့်လုပ်ငန်းတွေဆက်လက်လည်ပတ်နေခဲ့တာဖြစ်ပါတယ်။ KK Park ရှင်းလင်းမှုမှာတော့စစ်တပ်နဲ့ BGF တို့ကအဲ့ဒီမှာရှိတဲ့အဆောက်အုံပေါင်း100ကျော်ကိုဖောက်ခွဲဖျက်ဆီးခဲ့ပေမဲ့အခုရွှေကုတ်ကူမှာတော့အဲ့လိုမျိုးဖျက်ဆီးတာတွေမလုပ်ဆောင်တာတွေ့ရပါတယ်။ဘာကြောင့်ပါလဲ။နယ်မြေအခြေအနေတွေကိုသိရှိတဲ့ဒေသခံတယောက်ပြောတာကဒီပတ်ကျတော့အဲ့ဒီညာရန်တဲ့ကိစ္စကပြင်ငလောက်ထားတဲ့ဆိုလို့ပဲစားချောက်တဲ့ပုံစံမျိုးဆိုတာဖြစ်နိုင်တယ်ပေါ့နော်။သူကကြတော့လေသူက BGF ဖြစ်နေတဲ့ခါကျတော့သူကအဆောက်အဦမဖြိုးတာလို့အဲ့လိုမျိုးတော့ထင်တာပေါ့2021အာဏာသိမ်းမှဒီကောင်လေးလုံနေရချဲ့ထွင်တော့ပိုကြီးမားလာတာလေ။တော့မဆိုရင်အားလုံးကအခကြေးငွေရကြတာကြီးပဲ။အခုချိန်ကျမှနိုင်ငံတကာတည်တဲ့ခါကျမှပဲသူမပါဘူးနာမပါဘူးသူလောက်တာငါလောက်တာဆိုတော့နေထိုးချနေရတာပေါ့။ KK Park နဲ့ရွှေကုတ်ကူအပြင်ကြောက်ခက်ဖျားသုံးစုမောတောင်ဝေါ်လီစတဲ့နေဆက်နေရာတွေနဲ့မြောက်ရီမြို့ပေါ်မှာလည်းကြားဖြန့်တွေအများပြားရှိနေတယ်ဆိုပြီးတော့လေဒေသခံတယောက်ကထောက်ပြပါတယ်ရှမ်းမြောက်ကကြားဖြန့်တွေကြောင့်နစ်နာသူတွေဟာတရုတ်လူမျိုးတွေအများစုဖြစ်ပြီးအခုမြောက်ရီတွေကကြားဖြန့်တွေမှာတော့အမေရိကန်နိုင်ငံသားတွေပြစ်မှတ်ထားခံခဲ့ရတဲ့အတွက်ဒေါ်လာဘီလီယံနဲ့ချီနစ်နာဆုံးရှုံးခဲ့တယ်လို့အမေရိကန်လွှတ်တော်ကော်မတီကနိုဝင်ဘာ19ရက်ကြားနာပွဲမှာပြောကြားထားပါတယ်ကြားဖြန့်တွေကိုနှိမ်နင်းမှုရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေအမေရိကန်အစိုးရဘက်ကစေလွှတ်ထားတာတွေရှိတယ်လို့ဆိုပါတယ်အမေရိကန်ရဲ့ကြားဖြတ်နှိမ်နင်းမှုဝါဒကဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်ပါသလဲဒီအကြောင်းရှေ့ပြေးအပံအဖွဲ့တီထောင်တဲ့နိုင်ငံတကာအရေးကျွမ်းကျင်သူဒေါက်ခင်အောင်မှာသုံးသပ်တာကဒါတွေကသူ့အနေနဲ့သူရန်နေရတွေကရှိထားပြီးသားဖြစ်တယ်နော်ဒီရန်နေရတွေကိုအမေရိကကသုံးမယ်ဆိုလို့ရှိရင်တော့ဒီအကြမ်းဖက်ဆဲအုပ်စုဘယ်လောက်ပဲမလုပ်စေခြင်းထိုင်းနိုင်ငံလိုနိုင်ငံမျိုးကနိုင်ငံတကာကျင့်ဝတ်တဲ့အညီအမေရိကလုပ်မယ်ဆိုရင်ထိုင်းကလုပ်ခွင့်မပေးဘူးဆိုတာမျိုးလုပ်လို့မရဘူးလေနော်အဲ့လိုတကယ်လုပ်မယ်ထိုင်းနဲ့ပူးပေါင်းနေဆိုရင်တော့အမေရိကပါဝင်တဲ့နှိမ်နင်းမှုတွေကတော့ဖြစ်လာမှာလို့ကျွန်မမြင်နေပါတော့ကြားဖြတ်လုပ်ငန်းတွေပပျောက်ရေးအတွက်နှိမ်နင်းရေးအဖွဲ့တွေနဲ့အတူပူးပေါင်းပါဝင်သွားမယ်လို့ KA မျိုးသားစီယုံ KNU ကလည်းနိုဝင်ဘာ19ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာတော်တာရှင်မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF ရဲ့ထိပ်ပိုင်းခေါင်းဆောင်နှုတ်ကိုတပ်ပိုင်ဗန္နာပစ္စည်းတို့တရားမဝင်ထုတ်ယူသွားပြီးတပ်ကိုပြန်မအပ်တာကြောင့်ဖမ်းဆီးထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်လာပါတယ်ဒီအကြောင်းကိုဘူဘူကပြောပြမှာပါ
မန္တလေး PDF ရဲ့ဗဟိုဦးဆောင်ကော်မတီဝင်2ဦးဖြစ်တဲ့စစ်ရေးဌာနကြီးမှူးကိုမုံတိုင်းနဲ့ဗန္ဒာရှာဖွေရေးဌာနကြီးမှူးကိုနိုင်ကြီးတို့ကိုတပ်စီမင်းစည်းကမ်းလုံထုံးလုံနည်းတွေချိုးဖောက်ပြီးကာလတန်ဖိုးကြီးမားတဲ့တပ်ပိုင်ဗန္ဒာပစ္စည်းတချို့ကိုတရားမဝင်ထုတ်ယူသွားပြီးပြန်မအပ်လို့ဖမ်းဆီးအကျဉ်းချရေးယူထားကြောင်းမန္တလေး PDF ကနိုဝင်ဘာလ21ရက်နေ့မှာထုတ်ပြန်ပါတယ်။သူတို့ဟာတပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့အပြင်ပြစ်မှုရဲ့သဘောတဘာဝအရသာမန်တပ်တွင်းစီရင်ဆုံးဖြတ်မှုနဲ့ဆောင်ရွက်ဖို့မသင့်လို့အထက်ရုံးဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကအမှုတွဲဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်နိုင်ဖို့သတင်းပို့ထားတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့မြေပြင်သတင်းရင်းမြစ်တချို့ကတော့မန္တလေး PDF အဖွဲ့တဲ့မိုးကုတ်နဲ့မိုးမိတ်မြို့တွေနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုတွေဖြစ်ခဲ့တာကြောင့်ဆိုပြီးပြောဆိုနေတာတွေလည်းရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးမြေပြင်သတင်းရင်းမြစ်တူပြောတာကို BBC ကအသံစားထုတ်ဖတ်ပြထားပါတယ်။ NUG ကစစ်ဦးစီးဖွဲ့လိုက်တယ်။နိုဝင်ဘာ9ရက်မှာမိုးကုတ်မိုးမိတ်စစ်စင်ရေးစစ်ဦးစီးအဖွဲ့ဝင်8ဦးပါတယ်။အဲ့ဒါကိုရှမ်းမြောက်ရောက်နေတဲ့ MDY PDF ကစက်တိုက်မယ်နဲ့ပလောင်သဘောတိုင်းလိုက်မယ်ဆိုပြီးအဖွဲ့စကွဲတယ်။ကိုမုံတိုင်းတို့ကပလောင်လန်းစဉ်လိုက်မယ်ဆိုပြီးဖြစ်ရာကနေအဖွဲ့ကွဲတယ်လို့သတင်းပေးစီကနေသိရတယ်စစ်တပ်စီကနေသိမ်းထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုတန်းတက် TNL ကတရုတ်ရဲ့ကြားဝယ်မှုနဲ့စစ်တပ်စီကိုပြန်ပေးဖို့ရှိနေပါတယ်။ TNL ကမိုးကုတ်ကနေစုပ်တဲ့ချိန်မှာစစ်တပ်ကိုကာကွယ်ပေးပြီးမြို့ထဲကိုခေါ်သွင်းရမယ်ဆိုတဲ့သတင်းတွေလည်းထွက်နေလို့တော်လှန်ရေးတပ်တွေနဲ့ TNL ကြားမှာခတ်တွေ့နေပါတယ်။ခုကိုမုံတိုင်းတို့ကပလောင်လန်းစဉ်လိုက်လို့အရေးယူခံရတာဆိုတာနဲ့ပတ်သက်လို့ BBC အနေနဲ့သီးခြားအတည်မပြုနိုင်သေးသလိုမန္တလေး PDF ကိုလည်းဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ဒါပေမဲ့စီရီယံဘိုကြီးစင်ရောကတော့ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ဖြစ်စဉ်ဟာစစ်စည်းကမ်းအရဖြစ်တဲ့ကိစ္စလို့သာယူဆရကြောင်းထောက်ပြပါတယ်။တချို့ကလည်းပြောကြတာရှိတယ်ဒီ TNL နဲ့ခွဲတဲ့ကိစ္စပေါင်းတဲ့ကိစ္စစစ်တပ်ကမိုးကုတ်ကိုပြန်ဝင်လာမဲ့ကိစ္စမှာကွဲလွဲတဲ့ကိစ္စတွေလို့ပြောကြတယ်။ဒါပေမဲ့ဖြစ်စဉ်တွေက August ပေါ့နော်မိုးကုတ်ကိုပြန်မပေးခင်တော့ကလေးဖြစ်တဲ့ဖြစ်စဉ်တွေဆိုတော့ဒါသူတို့စစ်စည်းကမ်းအရဖြစ်တဲ့ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အမှုလိုပဲယူဆရပါတယ်။လက်ရှိမှာတော့သူတို့နှစ်ဦးလုံးကိုနိုဝင်ဘာလ15ရက်ကစပြီးတပ်တာဝန်တွေအားလုံးရပ်ဆိုင်းပြီးတော့လက်နက်ဖြုတ်သိမ်းပြီးအချုပ်နဲ့ထိန်းသိမ်းအရေးယူထားတယ်လို့မန္တလေး PDF ကပြောဆိုပါတယ်ခင်ဗျာ။ရွှေပြည်သာသပိတ်ကော်မတီဝင်3ဦးကိုရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေနဲ့အမှု9မှုစီဆွဲပြီးတဦးကိုထောင်ဒဏ်240ကျော်စီချမှတ်လိုက်ပါတယ်။ဒီကြောင့်မနှင်းမို့ကပြောပြမှာပါ။လှိုင်သာယာမြို့နယ်တရားရုံးတွေကအသက်24နှစ်ဝန်းကျင်ရှိတဲ့ကိုရန်နိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထွတ်တို့ကိုရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပုံမှန်23ကာကြီးနဲ့ထောင်ဒဏ်49နှစ်အသက်19နှစ်အရွယ်မက်ရမင်းထက်ကိုတော့ထောင်ဒဏ်42နှစ်ချမှတ်လိုက်တာလို့ရွှေပြည်သာတပိတ်ကော်မတီဝင်တအုပ်က BBC ကိုပြောပါတယ်ရွေးကောက်ပွဲကိုစညင်တဲ့စတေကာတွေအများပြည်သူသွားလာရမှာကတ်လို့ဆိုပြီးသူတို့3ဦးကိုလှိုင်သာယာအရှေ့ပိုင်းတရားရုံးကပုံမှန်23ကာကြီးနဲ့9မှုစီလှိုင်သာယာအနောက်ပိုင်းတရားရုံးကအမျိုးသား2ဦးကို23ကာကြီးနဲ့2မှုမတ်ရမင်းထက်ကိုတမှုဆွဲဆိုခဲ့တာပါပုံမှန်23ကာကြီးကတမှုအတွက်ပြစ်ဒဏ်9နှစ်အမှုချခဲ့တယ်လို့အမှုတွေကိုတီးခြားစီကြခံရမယ်ဆိုပြီးအမိန့်ချခဲ့တယ်လို့သိရပါတယ်အချုပ်ကျခံရခြင်းထောင်ဝင်စာတွေးခွင့်ရပေမဲ့အမိန့်ချတဲ့နေ့မှာလုံခြုံရေးတင်းကျပ်ထားပြီးအဝေးကပဲကြီးခွင့်ရခဲ့တယ်လို့မိသားစုဝင်နဲ့နှီးဆက်သူတအုပ်ကလည်းပြောပါတယ်ဒါအပြင်တခြားမြို့နယ်တွေမှာလည်းအမှုဖွင့်ခံထားရတာတွေရှိနေတယ်လို့ရွှေပြည်သာတပိတ်ကော်မတီဝင်တအုပ်ကပြောပါတယ်ဆိုင်မြို့နယ်တို့အင်းစိန်မြို့နယ်နောက်ရွှေပြည်သာမြို့နယ်တို့မှာလည်း905တက်စကာကြီးလို့ခေါ်တဲ့စစ်တပ်ကိုဒီထိထိုက်စေတဲ့အပြုံမှုတွေပြုလုပ်လို့ဆိုပြီးတတ်ဆွဲထားတာလည်းရှိတယ်ပေါ့ဗျာလူကျင်းဝင်ဖောက်ပြတာမဟုတ်ဘူးဗျာလူငယ်တွေကကိုယုံကြည်တာထုတ်ပြောတာဖြစ်ဒါရှင်းဒီလူငယ်တွေခုနှစ်နှစ်ကိုတပေါင်းနဲ့ချလိုက်လို့ခုတော့စိတ်ထင်ရရသွားတယ်လူငယ်တွေကတပိတ်လူငယ်တွေကိုတတ်ထားတဲ့ပုံမှန်23ကာကြီးဟာရွေးကောက်ပွဲပြက်ပြအောင်ဟောပြောလှုံ့ဆော်တာနဲ့စာရေးသားဖြန့်ချီတာပြုလုပ်ရင်ထောင်ဒဏ်3နှစ်ကနေ9နှစ်ချမှတ်နိုင်တယ်လို့ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။တမျိုးနယ်ထဲမှာနေပုံမှန်တစ်ခုတည်းနဲ့အမှုတွေများတာကနေရာတစ်ခုစီအလိုက်တရားစွဲတဲ့တရားလိုတွေရှိနေတာကြောင့်လို့ဥပဒေပညာရှင်တအုပ်ကပြောပါတယ်။တရားလိုမတူတာပြုလုပ်မှုကတော့တူတယ်။တမျိုးနယ်ထဲမှာအလုပ်တဲ့ပြုလုပ်မှုကတူတယ်။မျက်နှာလည်းတူမတူဘူး။တရားလိုမတူတဲ့အတွက်အဲ့လိုမျိုးငါးမှုဆွဲတဲ့ဖြစ်စဉ်မျိုးပေါ့နော်အဲ့လိုရှိတာ။မျက်နှာတဲ့သူကမတူနေဘူးပြုလုပ်တာကလည်းနေရာမတူနေဘူးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ပေါင်းပေးလို့မရဘူးအရင်နအဖစစ်အစိုးရလက်ထက်တုန်းကလည်း88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေအပါအဝင်နိုင်ငံရေးလှုပ်ရှားသူတွေကိုပုံမှန်တွေတက်ပြီးနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တာရှိပါတယ်။အဲ့ဒီထဲမှာနိုင်ငံရေးနဲ့ဆက်နွယ်တဲ့အီးမေးလ်လေးတစ်စောင်ပို့မိတာမျိုးကိုတောင်ထောင်ဒဏ်65နှစ်အထိချမှတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်ရှင်။
BBC မြန်မာပိုင်းရဲ့ရေဒီယိုအစီအစဉ်ကိုည8:00 နာရီကနေ8:15 မိနစ်ထိလိုင်းဒိုမီတာ19 kHz 15113 လိုင်းဒိုမီတာ31 kHz 9563တို့ကနေဖမ်းယူနားဆင်နိုင်ကြပါတယ်။တောက်ကြညပိုင်း BBC အစီအစဉ်ဒီမှာရင်ပြီးဆုံးပါပြီ။ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။